ဒီချင်းကိုပေးတာပထမဆုံးဆိုခဲ့တဲ့သူကကိုအောင်ဖြစ်ပါတယ်ကေဆိုမေပြစ်လိုက်နာကျင်ချင်းတွေမေးထားလိုက်မျောလင်းဆုံးကလေးဒီလိုတို့တွေဆုံးတွေ့ကြရွှေရောင်တောက်ပါလို့နဲ့မင်းဘွားလေးနဲ့မင်းနေပါတူတူနီးစပ်ဖို့တော့တို့ရဲ့ဘဝကဟိုဝေးမှာကောင်းရမို့ကောင်းငင်ကျေစလေးတွေကျွေးသွားလိုက်ပြောနိုင်မှုလေး